ရေးဆိုင်ရာအရေးချင်းပုဂ္ဂိုလ်ရေးဆိုင်ရာအရေးအချင်းစိတ်ဓာတ်အချင်းကိုယ်ရေးဆိုင်ရာအချင်းသက်သက်ပြောဆိုမှုတတ်ခြင်းရှင်ဟုတ်ကဲ့အဲ့မှာတူးချင်းစီနော်ရှိရမယ့်အရေးချင်းတွေရှိပရမစိတ်ဓာတ်ချမ်းခံမှုရှိရစိတ်ဓာတ်မခိုင်တဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်တော့တော်ရုံနိုင်ရောလောကရနဲ့ပြန်ပြီးဆိုလို့ရှိရင်အငင်းခံတဲ့ဘဝကိုရောက်နော်ဟုတ်တယ်မလားအဲ့ဒီစိတ်ဓာတ်ချမ်းခံဖို့ဆိုတာလေတော်ရုံနိုင်ရောအုံခွားဆိုပြီးတော့စိတ်ဓာတ်ချမ်းခံတာမဟုတ်ဘူးတဖြည်းဖြည်းလေးလေ့ကျင့်နေတာဟုတ်တယ်နော်လေ့ကျင့်ပါများမှဒီလိုမျိုးကြံ့ခိုင်မှုစိတ်ဓာတ်ချမ်းခံမှုဆိုတာရပါလားမလေ့ကျင့်တဲ့နဲ့မတည်ယူတဲ့ဒီလိုမျိုးစိတ်ဓာတ်ချမ်းခံတဲ့ပုဂ္ဂိုလ်ဖြစ်လာတယ်ဆိုတာမရှိဘူးเนาะမရှိဘူးဒါကြောင့်မို့စိတ်ဓာတ်ချမ်းခံတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်လာဖို့အတွက်အမြဲတမ်းလေ့ကျင့်နေရဒါဆိုလို့ရှိရင်အမြဲတမ်းထက်နေအောင်တွေးပြီးနေရဟုတ်လားလူနဲ့အရင်အချင်းနဲ့ထုံးအတူပဲမတည်တော့ဘူးဒီနေ့မတည်တော့ဘူးဆိုတော့ရဲ့သုံးပါတော့เนาะအမြဲတမ်းတွေးနေရလူရဲ့အရင်ချင်းနိုင်လည်းထုံးအတူပဲအမြဲတမ်းလေ့ကျင့်နေရအဲ့ဒီအချိန်တည်းမှာအရင်ချင်းကပုံပြီးတော့တိုးတက်လာတာเนาะလူရဲ့အရင်ချင်းကပုံပြီးတော့တိုးတက်လာနောက်ပြီးတော့ကိုချင်းစာတရားရှိလာโอเคလူတိုင်းမှာကိုချင်းစာတရားမလိုအပ်တာမလိုအပ်ဘူးလားလိုအပ်တယ်အဲ့ဒီကိုချင်းစာတရားရှိလာဖို့အတွက်ဘာတွေပြောပြရလဲဆိုလေ့ကျင့်ပြရတယ်ဥပမာဆိုကြပါစို့ကျောင်းသားကျောင်းသူတွေကိုသင်ပေးတယ်သူများပစ္စည်းကိုခိုးရင်သူများကြိုက်တယ်ကြိုက်တယ်ကိုပစ္စည်းကိုလာခိုးရင်ကိုကြိုက်တယ်အဲ့ဒါကိုချင်းစာတရားပဲဟုတ်တယ်နော်အဲ့ဒီလိုမျိုးလူတိုင်းမှာကိုချင်းစာတရားရှိရင်ဒီရရွာဒီနေတာပစ္စည်းကြောင်းမှာလုံးဝမကြောက်ရဘူးစိတ်ထားနော်ပစ္စည်းကြောင်းမှာလုံးဝစိတ်ထားဒုတိယတစ်ချက်သူများသားသမီးတွေကိုအနိုင်ကျင့်ရင်သူများဒီမှာကြိုက်လားမကြိုက်ဘူးကိုသားသမီးတွေကိုလာအနိုင်ကျင့်ဟောကိုကြိုက်လားမကြိုက်ဘူးဒါကိုချင်းစာတရားပဲအဲ့ဒီလိုမျိုးကိုချင်းစာတရားရှိပြီဆိုလို့ရှိရင်နော်ရတဲ့ကတည်းကအေးစစ်စစ်နေလို့ရတယ်သူများအနိုင်ကျင့်ပါလေကြောက်ရဘူးဖြစ်သွားရမှာကြောက်တယ်ဒီဖြစ်သွားရမှာကြောက်တယ်ဘုလူရဲ့စကားပြောရမှာကြောက်တယ်လုံးဝမရှိတော့ဘူးဒီချင်းကြိုက်နော်ဒါတူးချင်းစီရတဲ့အရေးချင်းဟုတ်တယ်မလားနောက်ဆုံးတစ်ခုကပြောလဲဆိုလို့ရှိရင်ဆက်ပဲပြောဆိုမှုကျွမ်းကျင်ခြင်းတော်လားဦးစိတို့လေ့ကျင့်နေတယ်လူစိသူစိစကားပြောဖို့ဆိုတာပေါ်ရုံနဲ့ပြောနိုင်လားပြောနိုင်ပြောဖို့ဘာလို့အတလေးဆိုလေ့ကျင့်ပြရတယ်ဟုတ်တယ်နော်ဦးစိတို့လည်းတော်လားဦးဆိုဒီလိုမျိုးမဲ့ကမျိုးဆိုတာတော့နေအကြောင်းပြအဲ့ဒီအကြောင်းတရားတွေကိုဖြောက်သွားအောင်ပျောက်သွားအောင်ဘယ်လိုလုပ်ရလဲဆိုလို့ရှိရင်လေ့ကျင့်ရတယ်ဟုတ်တယ်နော်မလေ့ကျင့်တဲ့နဲ့ဒီလိုမျိုးပြောနိုင်တယ်မရနိုင်ဘူးနော်ဒါကြောင့်ဒီလိုမျိုးအရေးချင်းစီတိုးတက်ဖို့မလိုဘူးလားအေးကြောင်းသားကြောင်းသူတွေရောလူတိုင်းရောဒီလိုမျိုးအရေးချင်းရှိမယ်ဆိုလို့ရှိရင်တော့အဲ့ဒီအရေးချင်းရှိတဲ့နေရာအဲ့ဒီအရေးချင်းရှိတဲ့အိမ်အဲ့ဒီအရေးချင်းရှိတဲ့တိုင်းပြည်